ကျွန်တော်က online ပေါ်မှာဒေါ်လာရှာဖို့အတွက်ဒီ reward တစ်ခုတည်း random မဟုတ်ဘူးဗျwar တို့ဒီ water တို့ပေါ့နော်ဒီ water တို့ pin war city တို့ကိုတခါတည်းတပြိုင်တည်းကျွန်တော် run ပါတယ်နော် reward တစ်ခုတည်းဖွင့်တာမဟုတ်ပါဘူးဒီ software 3ခုလုံးကိုကျွန်တော်တပြိုင်တည်းဖွင့်ပါတယ်နော်reward ကိုကျွန်တော်ဝင်လိုက်တယ်ပြီးရင် home key နဲ့ပြန်ထွက်တယ်အဲ့လိုပေါ့reward ကိုဝင်လိုက်တယ်ပြီးရင်လောက်စရာလေးတွေယူစရာရှိတာယူပြီးတော့ကျွန်တော် home key နဲ့ပြန်ထွက်တယ် home key နဲ့ပြန်ထွက်ပြီးရင်ကျွန်တော်ကနောက်ထပ်war တို့ water တို့ပြန်ဝင်လာပေါ့နော်တစ်ခုပြီးတစ်ခုဝင်ပြီးတော့လောက်စရာရှိတာလောက်ယူစရာရှိတာလေးယူပြီးတော့ဒီ home key ကနေပြန်ထွက်တာပေါ့နော်ဒီတိုင်းထွက်ထားလိုက်ရတယ်နော်သူကဒီလိုဖုန်းဒီ software ဒီတိုင်းဖွင့်ပြီးတော့ run နေရမှာမဟုတ်ဘူး home key ကနေထွက်ပြီးတခြားနောက်တစ်ခုပြန်ဝင်ပြီးတော့ပြန်ထွက်ပြီးရင်တခါတည်းဆက်နဲ့ run လုပ်ရပြီကျွန်တော်အဲ့လိုပဲလုပ်တယ်ပြီးရင်ဒီကောင်ကအတက်ချက်ကပါရှိလဲဆိုရင်တို့ဒီလေးခုလုံးကပေါ့နော်ကျွန်တော်တို့ဆက်ဖွင့်တဲ့အချိန်မှာပဲ internet ဖွင့်ရမှာတကယ်လို့ကျွန်တော်တို့ set မှာထည့်ပြီးတော့ run ပြီးဆိုရင် internet line ပိတ်ထားလို့ရတယ်နော်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ point တွေယူရမယ့်အချိန်ကြမှာကျွန်တော်တို့ internet line လေးဖွင့်ပြီးတော့ point တွေဝင်ယူလိုက်ရုံပဲအဲ့လိုပေါ့နော်ကျွန်တော်ဒီလိုပါစင် reward တစ်ခုတည်းဖွင့်လဲသူကအချိန်ကကုန်နေမှာပဲဒီ software နောက်ထပ်3ခုကိုတပြိုင်တည်းဖွင့်လိုက်ရင်တော့သူက3ခုလုံးငွေရမှာပေါ့နော်အဲ့လိုကျွန်တော်ကအဲ့လိုလုပ်ပါတယ်ဒီလိုတစ်ကောက်ပြီးတစ်ကောက်ဝင်ပြီးရင်ကျွန်တော်ဘယ်လိုပြန်လုပ်လဲဆိုရင်ဒီမှာဖုန်းကိုဒီလိုပြန်ပြီးတော့ချော်တိတ်လိုက်ပါတယ်ဒီလို set နဲ့ run တဲ့ခါကျတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ကျွန်တော်တို့လမ်းလျှောက်စရာလည်းမလိုဘူးဒီဟာပို့အဆင်ပြေပါတယ် set machine set တွေဝယ်ထားပါတမရှင်တို့နော်ကျွန်တော်အကောင့်ကိုလည်း follow လေးလုပ်ပေးပါအကောင့်လေးနှိပ်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြိုးစားကြပါ online ကနေဒေါ်လာတွေများများရပါစေနော်ပြီးတော့ဒီ software တွေရဲ့ link ကိုလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram မှာတော့ download ရပါတယ်နော်ကျွန်တော် comment မှာ link ချပေးပါမယ်နော်